တင်တရက်တာလုံးဘသူနဲ့မှစကားမပြောရပဲအတန်တစ်ခုမှမကြားရပဲနဲ့နေနိုင်မှာသလားခဏတာဆိုရင်တော့အဆင်ပြေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်ခြင်းကိုနှိမ့်နဲ့ချီပြီးခံစားရမယ်ဆိုရင်ရောဒါဟာရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှုမဟုတ်ပါဘူးလူတစ်ယောက်ရဲ့စိတ်ကိုတစစီဖြက်စီးပစ်တဲ့ dark psychology နည်းလမ်း sensory deprivation ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ Papadia Channel ကနေအကျဉ်းနှောင်တစ်ခုထဲမှာတိတ်ဆိတ်ခြင်းနဲ့ပဲအသက်ရှင်လျက်အကျဉ်းချခံခဲ့ရတဲ့ Sarah Shroud ရဲ့ဖြစ်ရမှန်ဇာတ်လမ်းကိုပြပြပေးသွားမှာပါ2009ခုနှစ်မှာ Sarah Shroud ဟာတငယ်ချင်းတွေနဲ့အတူခရီးသွားနေရင်နယ်စပ်တစ်ခုမှာအဖမ်းခံခဲ့ရပါတယ်။သူမကိုထောင်ထဲမှာတယောက်တည်းတီးတန့်အခန်းထဲမှာထားခဲ့ပါတယ်။ဘာကိုမှမမြင်ရမကြားရတော့တဲ့အခါသူမရဲ့အုံနောက်ကလည်းအလုတ်လုတ်ပုံပြောင်းလဲသွားပါတော့တယ်။လူတစ်ယောက်ကိုအပြင်လောကနဲ့ဆက်သွယ်ဖြတ်လိုက်တဲ့အခါအုံနောက်ကအချက်လက်တွေကိုမရတော့တဲ့အတွက်ကိုယ်စိတ်ထဲကအတန်တွေကိုပဲအပြင်အတန်လို့မှားယွင်းစွာထင်မှတ်လာပါတယ်။ဆာရာဟာမရှိတဲ့အတန်တွေကိုကြားလာရတယ်။အပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုတော့မေးလျော့လာတယ်။ဆာရာဟာရက်ပေါင်း400ကျော်ကြာတဲ့အထိအဲ့ဒီတိတ်ဆိတ်ခြင်းငရဲခန်းထဲမှာပဲနေခဲ့ရပါတယ်။သူမရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကသာသူမကိုယူမသွားအောင်ထိန်းထားနိုင်ခဲ့တာပါ။နောက်ဆုံးမှာသူမလွတ်မြောက်လာတဲ့အခါသူမရဲ့ဇလန်းကိုကဘာကိုချပြခဲ့ပါတယ်။လူတွေကိုနှိပ်စက်ဖို့ဓာတ်ရီကြိမ်လုံးနေမလိုပါဘူးလူမှုဆက်ဆံရေးနဲ့အတန်တွေကိုဖျက်ဆီးလိုက်ုံနဲ့တင်လူတစ်ယောက်ရဲ့အသိစိတ်ကိုဖျက်ဆီးနိုင်တယ်ဆိုတာကဘာကိုသက်သေပြခဲ့တာမျိုးပေါ့လူသားဆိုတာတယောက်တည်းရှင်သန်နိုင်တဲ့တရားမဟုတ်ပါဘူးကျမတို့ရဲ့အသိစိတ်ကျမတို့ရဲ့အမှန်တရားဆိုတာပတ်ဝန်းကျင်နဲ့အပြန်အလှန်ဆက်သွယ်မှုကနေဖြစ်ပေါ်လာတာပါအဲ့ဒီဆက်သွယ်မှုကိုဖျက်တောက်လိုက်မယ်ဆိုရင်အရာအလုံးပျက်စီးလူနေပါဖြစ်သွားပါလိမ့်မယ်တင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့စကားပြောပါဆက်သွယ်မှုတွေတိဆောက်ထားပါဒါဟာတင့်စိတ်ချမ်းမာရေးအတွက်လည်းအကြီးမားဆုံးသောကာကွယ်မှု defense တစ်ခုဖြစ်ပါလိမ့်မယ်ဒီဇလန်လေးကနေဘ ഹു တတတစ်ခုရခဲ့တယ်ဆိုရင်ကျမတို့ရဲ့ Papadia Channel လေးကို like and subscribe လုပ်ပါပေးဖို့မမေ့ပါနဲ့ဦးเนาะကျေးဇူးတင်ပါတယ်